မိဘများသည်ငင်းတို့၏ချစ်ခင်ရသောသားသမီးများအလိုရှိသည့်အရာကိုပေးကျင်ကြသည်မှာတဘာဝအလျောက်ပင်အရာခတ်သိမ်းကိုတည်တော်မူသောတကိုးကြီးတော်မူသောမေတ္တာတော်ရှိသောခမဲတော်ဖျားသခင်၏နှလုံးသားသည်သူ၏သားသမီးများကိုညီမျှပို၍ပေးလိုပါသနည်းဖျားသခင်သည်ကျွန်ုပ်တို့၏တောင်းဆိုချက်တိုင်းကိုဖြေကြားပြီးအကောင်းဆုံးကိုပေးလိုပါသည်ဖျားသခင်သည်သူ၏သားသမီးများ၏တောင်းဆိုချက်များကိုနှစ်သက်ပြီးလျင်မြန်စွာတုံ့ပြန်သည့်နည်းလမ်းတစ်ခုရှိပါသည်ဒီနေ့ only the Bible အပိုင်းမှာဖျားသခင်ရဲ့အလိုတော်နဲ့အညီကျွန်ုပ်တို့ဘာတောင်းတင်လဲဆိုတာကိုလေ့လာကြပါမယ်။မဿဲ9:7တောင်းကြလော့။ရှာလင်တွေ့လိမ့်မည်။ခေါင်းလင်ဖွင့်လိမ့်မည်။တောင်းသောသူမည်သည်ကားရ၏။ရှာသောသူသည်တွေ့၏။ခေါက်သောသူအားလည်းဖွင့်လိမ့်မည်။သို့မဟုတ်သားသည်မုံတလုံးတောင်းလျင်ကြောက်ကိုပေးမည်သူတင်တို့တွင်မည်သူရှိသနည်းငါးကိုတောင်းလျင်ငွေကိုမပေးမည်လောတင်တို့သည်မကောင်းသောသူများဖြစ်ကြတော်လဲမိမိတို့၏သားသမီးတို့အားကောင်းသောလက်ဆောင်များကိုပေးတတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့၏ခမေးတော်သည်ဆုတောင်းသောသူတို့အားကောင်းသောအရာများကိုညီမျှသာ၍ပေးတော်မူမည်နီယေရှုသည်ဖျားသခင်၏သားတော်အဖြစ်လူစားတိခံယူ၍မြေကြီးပေါ်သို့ကြွလာခဲ့ပြီးမဿဲ9:9တွင်တောင်းကြလော့တောင်းလျင်သင်တို့အားပေးလိမ့်မည်ဟုမိန့်တော်မူခဲ့သည်ဤစကားများသည်ဖျားသခင်၏သားသမီးများဖြစ်ခြင်း၏ကောင်းချီးမင်္ဂလာများကိုကျွန်ုပ်တို့ရရှိလိုသောဖျားသခင်၏မေတ္တာနှင့်ပြည့်နှက်နေပါသည်ထို့ကြောင့်ဖျားသခင်၏သားသမီးများသည်ယေရှုခရစ်တော်၏နာမ၌အဘယ်အရာကိုတောင်းသင့်သနည်းပထမဦးစွာကျွန်ုပ်တို့သည်ဖျားသခင်၏တန်ခိုးတော်နှင့်ကိုယ်တော်၏မျက်နာကိုရှာဖွေရမည်စာလံ105:4တွင်ထာဝရဘုရားနှင့်ကိုယ်တော်၏တန်ခိုးတော်ကိုရှာဖွေကြလော့ကိုယ်တော်၏မျက်နာကိုအစင်မပြတ်ရှာဖွေကြလော့ဟုဖော်ပြထားသည်ဖျားသခင်၏တန်ခိုးတော်ကိုရှာဖွေခြင်းဆိုသည်မှာဖန်ဆင်းရှင်ဖျားသခင်ကိုယုံကြည်ရန်ယုံကြည်ခြင်းတောင်းဆိုခြင်းကိုဆိုလိုသည်ခရစ်ယာန်ဘဝတွင်ယုံကြည်ခြင်းအထူးသဖြင့်ဖျားသခင်၏တန်ခိုးတော်သည်လုံးဝလိုအပ်ပါသည်ကိုယ်ပိုင်အစွမ်းအစနဲ့မိနစ်30လောက်တောင်ဆူတောင်းဖို့ခက်ခဲပေမဲ့ဖျားသခင်ကူညီတဲ့အခါတနာရီဒါမှမဟုတ်2နာရီလောက်ဆူတောင်းတာကပိုလွယ်ပါတယ်လောကီသားတွေအတွက်အရက်ဒါမှမဟုတ်စစ်လိတ်တောက်တဲ့အကျင့်တွေကိုဖျက်ဖို့ခက်ခဲနိုင်ပေမဲ့ဖျားသခင်ကအစွမ်းအစပေးတဲ့အခါချက်ချင်းဖျက်နိုင်ပါတယ်အလားတူပဲအပြစ်ကနေလှည့်ထွက်ဖို့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းနေထိုင်ဖို့နဲ့လောကကိုအောင်နိုင်ဖို့ဖျားသခင်ရဲ့တကူတော်လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့ဖျားသခင်ရဲ့မျက်နာတော်ကိုရှာဖွေခြင်းဆိုတာဖျားသခင်ရဲ့မျက်နာတော်ကိုတကယ်မြင်ကျင်တယ်လို့မဆိုလိုပါဘူးဖျားသခင်ကိုတည်ကျွမ်းဖို့စ조사အားထုတ်မှုကိုရည်ညွှန်းပါတယ်ဖျားသခင်ရဲ့မျက်နာတော်ကိုရှာဖွေခြင်းဆိုတာယေရှုခရစ်တော်ကိုလက်ခံခြင်းတမန်ကျမ်းစာတွေကကျမ်းဆောင်66ဆောင်ကိုဖတ်ရှုနားလည်ခြင်းဝတ်ပြုကိုးကွယ်မှုကိုတက်ရောက်ခြင်းဖျားသခင်ဟာဘာကြောင့်ကျွန်ုပ်တို့ရဲ့ဖခင်ဖြစ်ရတယ်နှုတ်ကပတ်တော်ဟာဘာကြောင့်ဖျားသခင်ဖြစ်ရတယ်ဆိုတာကိုလေ့လာခြင်းပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကျွန်ုပ်တို့ဟာဖျားသခင်ရဲ့နိုင်ငံတော်နဲ့သူ့ရဲ့ဖြောင့်မတ်ခြင်းကိုရှာဖွေရပါမယ်မဿဲ6:33မှာယေရှုကဖျားသခင်ရဲ့နိုင်ငံတော်နဲ့သူ့ရဲ့ဖြောင့်မတ်ခြင်းကိုဥစွာရှာကြလော့တို့ပြုလျင်ဤအရာအလုံးကိုသင်တို့အားထပ်လောင်းပေးတော်မူလက်တန့်လို့ဂရုပေးခဲ့ပါတယ်။ဖျားသခင်ရဲ့နိုင်ငံတော်ကိုရှာဖွေခြင်းဆိုတာဘာကိုဆိုလိုတာလဲဝိညာဉ်တွေရဲ့ကယ်တင်ခြင်းအတွက်လူအလုံးဖျားသခင်ရဲ့သားသမီးတွေဖြစ်လာဖို့နဲ့ကမ္ဘာတဝန်းဧဝံဂေလိတရားဟောပြောခြင်းအတွက်ဆုတောင်းဖို့ဆုတောင်းရမယ်လို့ဆိုလိုပါတယ်။ဖျားသခင်၏ဖြောင့်မတ်ခြင်းကိုရှာဖွေခြင်းဆိုသည်မှာတန်ရှင်းစင်ကြယ်ခြင်းခံရရန်ဆုတောင်းခြင်းနှင့်ဖျားသခင်၏တန်ရှင်းခြင်းနှင့်တူအောင်ကြိုးစားခြင်းကိုဆိုလိုသည်ကျုပ်တို့သည်အပြစ်ကိုဆွန့်လွတ်ပြီးအမှန်တရား၌ရှောက်လန်းကာတန်ရှင်းစင်ကြယ်ခြင်းကိုလိုက်စားသောအခါဖျားသခင်၏ဖြောင့်မတ်ခြင်းကိုပြည့်စုံစေခြင်းဖြစ်သည်3ယောဟန်1:2မှာဖျားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုရှာဖွေပြီးဝိညာဉ်ရေးအရကြီးပွားတိုးတက်သူတွေဟာအရာခတ်သိမ်းမှာကောင်းချီးမင်္ဂလာတွေကိုခံစားရပြီးကျန်းမာရေးလည်းကောင်းမွန်မယ်လို့ဖော်ပြထားပါတယ်။ပညာရှိတဲ့ယုံကြည်သူတစ်ယောက်ဟာဥစွာတန်ရှင်းစင်ကြယ်မှုကိုလိုလားပြီးစ조사သင့်ပါတယ်။တတိယအချက်အနေနဲ့ဖျားသခင်ရဲ့နိုင်ငံတော်ရဲ့လုပ်သားတွေအနေနဲ့ကျွန်ုပ်တို့ရဲ့တာဝန်ကိုပြီးမြောက်အောင်စ조사ရပါမယ်။သခင်ဖျားရဲ့လက်ဝါးကပ်တိုင်ရဲ့မေတ္တာတော်ကြောင့်ကျွန်ုပ်တို့ကယ်တင်ခြင်းခံခဲ့ရပါတယ်။
ထိုကျေးဇူးတော်နှင့်မေတ္တာအတွက်ကျေးဇူးတင်သူသည်ဖျားသခင်၏နိုင်ငံတော်အပေါ်သစ္စာရှိလိုလိမ့်မည်ထို့အပြင်သူတို့သည်ဖျားเจ้าအတွက်အလုပ်လုပ်လိုကြသည်ဖျားเจ้าဝန်ထမ်းတဦးသည်ဖျားသခင်၏တာဝန်ကိုကောင်းစွာပြီးမြောက်စေရန်အကူအညီကိုစိတ်ရင်းမှန်ဖြင့်တောင်းခံရမည်ဖျားသခင်၏အမှုတော်ကိုလူသိပညာစွမ်းရည်သို့မဟုတ်အတွေ့အကြုံများမှတဆင့်လှုပ်ဆောင်ခြင်းမဟုတ်ပါယင်းကိုအတီးအပွင့်နှင့်ဝိညာဉ်ရေးရာခွန်အားကိုရှာဖွေရန်ဆုတောင်းခြင်းများမှတဆင့်လှုပ်ဆောင်ခြင်းဖြစ်သည်။ယာဒိတ်နှင့်တစ်ဆက်မှာတေးသည့်အထိတစ္ဆာရှိလော့။အသက်တရဖူကိုငါပေးမည်လို့ဖော်ပြထားပါတယ်။ဖျားသခင်ကသူ့ကိုရှာသူတွေကိုဆုချပြီးသူတို့ရဲ့အကျင့်အတိုင်းပြန်ဆက်ပေးပါတယ်။ဒီလောကမှာစ조사အားထုတ်လေ့လာမယ်ဆိုရင်ကောင်းမွန်တဲ့တက္ကသိုလ်တစ်ခုကိုဝင်နိုင်ပြီးစ조사အားထုတ်မယ်ဆိုရင်ယာရုတိုးနိုင်ပါတယ်။အလားတူပင်သခင်ဖျား၌တင့်အားပေးအပ်ထားသောတာဝန်ကိုတစ္ဆာရှိရှိထမ်းဆောင်ပါကဖျားသခင်၏မေတ္တာနှင့်နှစ်သက်မှုကိုရရှိမည်ဖြစ်ပြီးကြီးမားသောတာဝန်ဝတ္တရားများကိုတင့်အားအနှင်းမည်ဖြစ်ပြီးဆုလက်များစွာလည်းရရှိစေမည်ဖြစ်သည်ကောင်းကင်ဘုံတွင်ရရှိသောဆုလက်များသည်မြေကြီးပေါ်တွင်ရရှိသည့်ထက်များစွာဖုံးတရေကြီးမားသောကြောင့်ဖျားသခင်၏အဖိုးတန်သောလုပ်သားတဦးဖြစ်လာရန်စိတ်အားထက်သန်စွာကြိုးစားပါစတုထအချက်အနေနဲ့ကျွန်ုပ်တို့ရဲ့နေ့စဉ်အစာကိုတောင်းရမယ်ဆိုလိုတာကအစားအစာအဝတ်အစားနဲ့နေစရာလိုမျိုးဘဝအတွက်လိုအပ်တဲ့အထောက်ပံ့တွေကိုတောင်းရမယ်ဖျားသခင်ရဲ့နိုင်ငံတော်အတွက်ပေါ်ကျွယ်ဝစွာအသုံးပြုနိုင်ဖို့အတွက်နေ့စဉ်လိုအပ်ချက်တွေအလုပ်စည်းဝါးရေးနဲ့ကျန်းမာရေးအတွက်အထောက်ပံ့တွေကိုရရှိရမယ်ဖျားသခင်ကတင့်ချေနေကိုသိယုံနဲ့ဘာမှမလုပ်သင့်ဘူးလို့မဆိုလိုပါဘူးတင်လိုအပ်သမျှကိုတောင်းရမယ်ဒါပေမဲ့တောင်းဆိုပေမဲ့မရရှိတဲ့အချိန်တွေရှိပါတယ်။ယာကုပ်လေးသုံးမှာသင်တို့သည်မှားယွင်းသောရည်ရွယ်ချက်များဖြင့်တောင်းဆိုသောကြောင့်တောင်းတော်လဲမရကြ။အကြောင်းမူကားသင်တို့သည်ကာမဂုဏ်၌သုံးဆွဲခြင်းကမှားယွင်းသောရည်ရွယ်ချက်ဖြင့်တောင်းကြ၏လို့ဖော်ပြထားပါတယ်။ဒါကမှားယွင်းတဲ့ရည်ရွယ်ချက်နဲ့တကူကောင်းဆန်တဲ့ဆန္ဒတွေနဲ့မေးမြန်းတဲ့ကိစ္စပါ။ဒီလူတွေကတေခြင်းလန်းကိုသွားနိုင်တယ်ဘာလို့လဲဆိုတော့လောဘကအဖြစ်ကိုမွေးဖွားပေးလို့ပဲအဲ့ဒါကြောင့်ပဲမေတ္တာရှင်ဖရာသခင်ကဒီလိုတောင်းဆိုမှုတွေကိုမဖြေချနိုင်တာပါနောက်တစ်ခုကရှာကြလော့ရှာကြလော့တွေးလိမ့်မည်ဆိုတဲ့စကားပါကျွန်ုပ်တို့ဆုံးရှုံးသွားတဲ့အရာကဘာလဲဆိုတာယေရှုကရှာဖွေဖို့တိုက်တွန်းနေတာလားဖရာသခင်ရဲ့ပျောက်ဆုံးနေတဲ့ပုံရိပ်ပါပဲပထမဆုံးလူသားအာဒံသည်ဖရာသခင်၏ပုံတရံတော်နှင့်အညီဖန်ဆင်းခံခဲ့ရသည်အသက်ရှင်သောတတဝါအသက်ရှင်သောဝိညာဉ်မကောင်းမှုမရှိသောကြောင့်အာဒံသည်ဖျားသခင်နှင့်မိတ္တဟာယဖွဲ့ခဲ့ပြီးဣရင်ဥယျာဉ်တွင်ကြွယ်ဝစွာနေထိုင်ခဲ့သည်သို့သောအာဒံနှင့်ဧဝါတို့သည်ကောင်းမကောင်းကိုတိကျွမ်းရာအပင်မှစားခြင်းဖြင့်မနာခံမှုအပြစ်ကိုကျူးလွန်ခဲ့ကြသည်ဖျားသခင်ကသင်တို့သည်ဧကံအမှန်တေရမည်ဟုမိန့်တော်မူခဲ့သောကြောင့်နောက်ဆုံးတွင်သူတို့သေဆုံးခဲ့ကြသည်ဤအခြေအနေတွင်တေခြင်းဆိုသည်မှာအသက်ရှူရက်သွားသည့်ရုပ်ပိုင်းဆိုင်ရာတေခြင်းကိုသာမကဝိညာဉ်ဤတေခြင်းကိုလည်းရည်ညွှန်းပါသည်တသက်တာလောနေငါ23တွင်နှုတ်ကပတ်တော်ကလူကိုမူလကဖျားသခင်နှင့်မိတ္တဟာယဖွဲ့နိုင်စေသည့်ဝိညာဉ်တစ်ခုဝိညာဉ်အုပ်ချုပ်သောဝိညာဉ်တစ်ခုနှင့်ဝိညာဉ်နှင့်ဝိညာဉ်နှမျိုးလုံး၏နေထိုင်ရာဖြစ်သောခန္ဓာကိုယ်တစ်ခုဖြင့်ဖန်ဆင်းခဲ့သည်ဟုဆိုထားသည်ဒါပေမဲ့သူတို့ဟာဖျားသခင်ရဲ့အမိန့်တော်ကိုမနာခံတဲ့အခါဝိညာဉ်လူသားရဲ့အရှင်သခင်သေဆုံးသွားခဲ့ပါတယ်။အာဒံရဲ့ဝိညာဉ်အသက်ရှင်နေချိန်တုန်းကသူဟာဖျားသခင်နဲ့အသက်ရှင်တဲ့တတဝါတစ်ယောက်အနေနဲ့မိတ္တဟာယဖွဲ့ခဲ့ပါတယ်။အပြစ်ကြောင့်သူ့ရဲ့ဝိညာဉ်သေဆုံးသွားတဲ့အခါအာဒံဟာဖျားသခင်နဲ့မိတ္တဟာယဖွဲ့လို့မရတော့ပါဘူး။အာဒံရဲ့အပြစ်ရဲ့သွေးသားရင်းချာကိုအမွေဆက်ခံခဲ့တဲ့လူသားအလုံးဟာသူတို့ရဲ့ဝိညာဉ်သေဆုံးသွားတဲ့အခါဖျားသခင်ရဲ့ပုံတံကိုဆုံးရှုံးခဲ့ရပါတယ်။ဒေသနာ3:18မှာကျွန်ုပ်တို့ဟာရန်သူမန်နဲ့ရဲ့လွှမ်းမိုးမှုအောက်မှာတကူကောင်းဆန်ပြီးအချီးနှီးရာတွေကိုလိုက်စားပြီးပိုကောင်းတဲ့ခွဲခြားမှုမရှိဘဲနေထိုင်ရင်းတရိษံတွေလိုဖြစ်လာတယ်လို့ဖော်ပြထားပါတယ်။ကျွန်ုပ်တို့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ပျောက်ဆုံးသွားပြီးအပြစ်ထဲမှာနေထိုင်နေရပြီးနောက်လူသားတွေအဖြစ်စစ်မှန်စွာနေထိုင်နိုင်ဖို့ကျွန်ုပ်တို့ရဲ့တည်နေတဲ့ဝိညာဉ်ကိုပြန်လည်နိုးထစေဖို့အရေးကြီးပါတယ်။ဒါဆိုရင်ဖျားသခင်ရဲ့ပျောက်ဆုံးသွားတဲ့ပုံရိပ်ကိုပြန်လည်ရရှိမှာပါ။တေလွန်သောဝိညာဉ်ကိုပြန်လည်နိုးထစေရန်အတွက်ကျွန်ုပ်တို့သည်ယေရှုခရစ်တော်ကိုလက်ခံပြီးတန်ရှင်းသောဝိညာဉ်တော်ကို
လက်ဆောင်အဖြစ်လက်ခံရမည်တန်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့၏နှလုံးသားထဲသို့ကြွလာကာကျွန်ုပ်တို့၏တေလွန်သောဝိညာဉ်ကိုပြန်လည်နိုးထစေပြီးဖျားသခင်ဆက်ဆုပ်ယွန်ရှာသောမှောင်မိုက်ခြင်း၏အကျင့်များကိုစွန့်ပစ်ရန်ကူညီပေးသည်တန်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့၏တေလွန်သောဝိညာဉ်ကိုပြန်လည်ရှင်သန်စေပြီးကျွန်ုပ်တို့သည်တမန်တရားအတိုင်းရှောက်လန်းသည်နှင့်အမျှဝိညာဉ်ရေးရာလူများအဖြစ်သို့ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကိုကျွန်ုပ်တို့ဖျက်ဆီးနိုင်ပါသည်ဤသည်မှာဖျားသခင်၏ပျောက်ဆုံးနေသောပုံရိပ်ကိုပြန်လည်ရရှိရန်ခရီးဖြစ်သည်နောက်တစ်ခုကတော့ခောက်ပါဖွင့်ပေးလိမ့်မည်ဆိုတဲ့စကားပါဗျာဒိတ်ကျမ်း3:20မှာကြည့်ရှုတော့ငါသည်တကားရှိမှရက်၍ခောက်၏အကျဉ်သူသည်ငါအတန်ကိုကြား၍တကားကိုဖွင့်အံ့ငါသည်ထိုသူထံသို့ဝင်၍သူနှင့်အတူစားတောက်မည်သူသည်လည်းငါနှင့်အတူစားတောက်မည်လို့ဖော်ပြထားပါတယ်သခင်ဖျားမိန့်တော်မူသည့်အတိုင်းကိုတော်သည်ကျွန်ုပ်တို့၏နှလုံးသားတကားကိုဥစွာခောက်တော်မူပြီးဖျားသခင်သည်ယေရှုကိုဧဝံဂေလိတရားဟောသူများအခြားနည်းလမ်းများသို့မဟုတ်ဖန်ဆင်းခြင်းအလုံးတွင်ဖော်ပြထားသောဖျားသခင်၏မြင့်မြတ်သောသဘောတဘာဝနှင့်တန်ခိုးတော်မှတဆင့်ကယ်တင်ရှင်အဖြစ်လက်ခံရန်ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးခဲ့သည်ယခုဖျားသခင်၏နှလုံးသားတကားကိုခောက်ရန်ကျွန်ုပ်တို့အလှည့်ဖြစ်သည်ယေရှုကခောက်ပါဟုမိန့်တော်မူသောအခါဖျားသခင်၏နှလုံးသားဖြစ်သောကောင်းကင်တကားအိုကိုခောက်ရန်ဆိုလိုသည်ဖျားသခင်၏နှလုံးသားတကားကိုမြည်သို့ခောက်သင့်သည်ဖျားသခင်၏စိတ်နှလုံးတကားကိုခောက်ခြင်းသည်ကိုတော်၏နှုတ်ကပတ်တော်အတိုင်းနေထိုင်ခြင်းဖြစ်သည်3ယောဟန်1:4တွင်ငါသားသမီးတို့သည်တမန်တရား၌ရှောက်လန်းသည်ကိုကြားရခြင်းသည်ဤမျှလောက်ဝမ်းမြောက်ခြင်းမရှိဟုဖော်ပြထားသည်ကလေးတဦးသည်မိဘများကိုပျော်ရွှင်စေသောအခါမိဘများသည်ယင်းတို့အားအရာအလုံးကိုပေးလိုကြသည်ဖျားသခင်၏နှုတ်ကပတ်တော်နှင့်အညီကျွန်ုပ်တို့သည်တမန်တရား၌ရှောက်လန်းသောအခါဖျားသခင်သည်အလွန်နှစ်သက်တော်မူပြီးအဖြေများနှင့်ကောင်းချီးမင်္ဂလာများကိုပေးသနာတော်မူ၏ဖျားသခင်၏နှလုံးသားတကားကိုဖွင့်ရန်နီလန်းမှာနှလုံးသားထဲမှနောင်တရခြင်းဖြင့်လည်းဖြစ်သည်ကျွန်ုပ်တို့၏အတိတ်ကမှားများကိုလုံးဝနောင်တရပြီးပြောင်းလဲသောအခါဖျားသခင်သည်နှစ်သက်တော်မူ၏စာလံ34:18တွင်ထာဝရဘုရားသည်ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နီးတော်မူ၏စိတ်ကြေမွသောသူတို့ကိုကယ်တင်တော်မူ၏ဟုဖော်ပြထားသည်အမှန်တရားနှင့်ဆန့်ကျင်ဘက်ဖြစ်သောကျွန်ုပ်တို့၏ရှေးဘဝလမ်းစဉ်များကိုနောင်တရခြင်းသည်အရေးကြီးပါသည်အလင်းထဲမှာပိုပြီးရှောက်လန်းခြင်းအပြင်ဖျားသခင်ရဲ့နှလုံးသားတကားကိုခောက်ဖို့ကျွန်ုပ်တို့စ조사သင့်ပါတယ်။ပွင့်နေတဲ့တကားကနေတဆင့်ဖျားသခင်ပေးတဲ့အဖြေတွေနဲ့ကောင်းချီးတွေကိုသင်အပြည့်အဝရရှိခံစားနိုင်ပါစေလို့ဆုတောင်းပါတယ်။သင်အတွက်ဆုတောင်းပေးရစေ။ချစ်လှစွာသောကောင်းကင်ဘုံရှင်အဖယနေ့တွင်ကိုတော်၏နှလုံးသားတကားကိုဖွင့်ပေးပြီးအဖြေများနှင့်ကောင်းချီးမင်္ဂလာများကိုလက်ခံရရှိရန်နီလန်းကိုကျွန်ုပ်တို့ကြည့်ရှုခဲ့ပါသည်ကျွန်ုပ်တို့မေးမြန်းရမည်ရှာဖွေရမည်နှင့်ခောက်ရမည်ကိုကြည့်ရှုခဲ့ပါသည်အတိတ်ကာလတွင်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ကိုယ်ပိုင်လိုအပ်ချက်များဖြစ်သောအစားအစာအဝတ်အစားနှင့်နေစရာတို့ကိုသာရှာဖွေခဲ့ကြတော်လဲယခုအခါကိုတော်နှစ်သက်သောအရာများကိုရှာဖွေရန်ကူညီပါကျွန်ုပ်တို့သည်ကိုတော်၏အဖြေများနှင့်ကောင်းချီးမင်္ဂလာများကိုလျင်မြန်စွာရရှိပြီးကျွန်ုပ်တို့၏ဘဝတွင်ကိုတော်၏ရှေးမှောက်တော်၌ကောင်းချီးခံစားရသောခရစ်ယာန်များဖြစ်လာနိုင်ပါစေကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်၏နာမ၌ယေရှုတင်ပြီးဆုတောင်းပါ၏အာမင်